နှကောင်းနှမျက်တွေရဲ့ဆောင်းရှောက်မှုကိုခံခြင်းလူချစ်နှက်ချစ်စေခြင်းအဆောင်တွေအတွက်ပိုထိရောက်တာကတော့မေတ္တာပွားတာပါပဲရှင်မေတ္တာတော့အနှစ်ချုပ်မှာပါကျုပ်ဆရာတော်ဘုရားကြီးဟောကြားထားတဲ့မေတ္တာအကျိုး17မျိုးကိုပြပြပေးခြင်းပါတယ်ရှင်မေတ္တာအကျိုး17မျိုးကိုကိနဲ့တူတူယူကြည့်အောင်နော်ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မက်ဆိုးကင်စောင့်ချင်းနှက်များလူသားလဲချစ်နတ်လဲချစ်လျက်လက်နက်စိတ်မီပြီးသည့်တပြားမျက်နာရွှင်ကြီးတီကြီးနှလုံးတေဆုံးမတွေ့တေလျင်မြမဖြစ်တတ်စွာသည်မေတ္တာအကျိုး17မျိုးမေတ္တာတရားအမြဲတမ်းပွားများနေတဲ့သူဟာဆိုရင်ချမ်းသာစွာအိပ်စက်ရတယ်ချမ်းသာစွာနိုးထားရတယ်အိမ်မက်ဆိုးတွေကိုလည်းမမြင်မှတ်ပါဘူးနှက်များကလည်းစောင့်ရှောက်တယ်လူအများကချစ်ခင်တယ်နှက်များကလည်းချစ်ခင်ကြတယ်လက်နဲ့အစိမ်မီးလည်းကင်းတယ်မျက်နှာကြည်လင်ရွှင်ပြတယ်စိတ်တည်ကြည်တယ်မတွေမဝေပဲသေဆုံးရတယ်သေလျင်လည်းမြမဖြစ်နိုင်ပါတယ်ရှင်ကျမရတနာကြီးပါရှင်သုတဓမ္မစာမေးပွဲဖြေဆိုချမယ့်သူတွေလည်းမေတ္တာဓာတ်ကိုအခြေခံပြီးစိတ်အေးချမ်းသာစွာနဲ့အောင်မြင်စွာဖြေဆိုနိုင်ကြပါစေရှင်ကြည့်ရှုသူအပေါင်းလည်းမေတ္တာဓာတ်တွေနဲ့အေးချမ်းကြပါစေရှင်သုတဓမ္မဒီပလိုမာ level 1ဖြေဖို့ရာအတွက်နေ့စဉ် study note လေးတွေကိုတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမရတနာကြီးအကောင့်လေးကို follow လုပ်ထားဖို့လည်းမမေ့ကြနဲ့အောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးပါရှင်